ခဏလောက်မျက်လုံးမိတ်ထားကြည့်လိုက်ပါအခုချိန်မှာတင့်ကောင်းထဲမှာအကျယ်လောင်ဆုံးအတန်ကပါလေငါပင်ပန်းနေပြီငါဆက်မလုပ်နိုင်တော့ဘူးဒါမှမဟုတ်ငါနားဖို့လိုနေပြီဆိုတာမျိုးပေါ်ဟစ်နေတာလားကျွန်တော်တို့ဟာဒီခံစားချက်ကိုမှားယွင်းစွာကောက်ယူတတ်ကြတယ်တကယ်တော့ကိုခန္ဓာပင်ပန်းနှွမ်းနေနေတာချက်ပုံမနဲ့ဆိုင်တဲ့အရာတခုရှိနေတာကိုကိုပြောနေမိကြတယ်ယူတသားပြောရအောင်ညကတင်8နာရီလောက်အိတ်ခဲ့ပြီးပြီကော်ဖီလဲတောက်ခဲ့ပြီးပြီတင်ဒီနေရာမှာ2နာရီကြာအောင်ထိုင်နေတယ်ဖုန်းကိုရှောက်ကြည့်နေတယ်တွေးနေတယ်အချိန်ဆွဲနေတယ်တင့်ခန္ဓာကိုယ်ကမပင်ပန်းပါဘူးတင့်ရဲ့စိတ်ဓာတ်ကလေးလံနေတာပါတင်ဟာရုပ်ပိုင်းဆိုင်ရာမောပန်းလွမ်းနယ်မှုကိုခံစားနေရတာမဟုတ်ပဲလုံးဝစိတ်အားထက်သန်မှုကင်းမဲ့ခြင်းကိုခံစားနေရတာပါဒါကတင့်စိတ်ကတင့်ကိုလဲစားတဲ့ရက်စက်တဲ့လဲကွက်တစ်ခုပါလိုအပ်တဲ့ကြိုးပမ်းအားထုတ်မှုတွေကိုရှောင်ရှားဖို့အတွက်ပင်ပန်းလွမ်းနယ်မှုဆိုတဲ့အကြောင်းပြချက်ကိုယူသုံးနေတာပါတင့်ကိုတကယ်စိတ်အားထက်သန်စေတဲ့အရာကိုစဉ်းစားကြည့်ပါကြီးမားတဲ့ပန်းနိုင်လားကားအသစ်တစ်စီးလားပြီးပြည့်စုံတဲ့အလုပ်ကိုင်လားအဲ့ဒီကြီးမားတဲ့အကြောင်းရင်းကိုမေ့သွားတဲ့အခါကျွန်တော်တို့ရှေ့ကအလုပ်တွေဟာပြင်းစရာကောင်းပြီးလက်မခံနိုင်လောက်အောင်ဖြစ်လာတယ်လက်မခံနိုင်တဲ့အရာကိုကျွန်တော်တို့ကဘာလို့ခေါ်လိုက်လဲပင်ပန်းတယ်လို့ခေါ်လိုက်တယ်စောက်ဝိုင်းတစ်ခုတည်းရောက်သွားတယ်စိတ်အားထက်သန်မှုအားနေခြင်းအချိန်ဆွဲခြင်းအတုံးမကျဘူးလို့ခံစားရခြင်းအဲ့ဒါတွေအားလုံးကိုပင်ပန်းတယ်လို့ပြောလိုက်တယ်ဒီတန်တရားဟာကျွန်တော်တို့ရဲ့ပြစ္ဆုတ်ပံအချိန်တွေကိုဖြုံးတီးပစ်ခြင်းဖြင့်အနာဂတ်စွမ်းအင်ကိုပါစုပ်ယူပစ်လိုက်တာပါဒီနေ့တော့ကိုလိန်ညာတာကိုရက်တန့်ကြရအောင်ဒီခံစားချက်ကိုနာမည်ပြောင်းလိုက်ဖို့လိုတယ်ဒါဟာရုပ်ပိုင်းဆိုင်ရာပင်ပန်းနှွမ်းနေမှုမဟုတ်ပဲပြည့်မီခြင်းမရှိသေးတဲ့ရည်ရွယ်ချက်တွေပါအတုံးမပြုတ်ရသေးတဲ့စွမ်းရည်တွေရဲ့နာကျင်မှုပါပဲငါစဖို့အရန်ပင်ပန်းနေပြီလို့ပြောတာကိုရက်လိုက်ပါငါစိတ်သက်ကြနေတယ်ဒါကြောင့်ငါရဲ့လမ်းကြောင်းကိုပြန်ရှာဖို့လိုတယ်လို့ပြောလိုက်ပါတကယ်အနာယူခြင်းဆိုတာရက်တန့်လိုက်တာမဟုတ်ပါဘူးတကယ်အနာယူခြင်းဆိုတာတင့်ရဲ့စိတ်ဝိညာဉ်ကိုအာဟာရဖြစ်စေမဲ့အလုပ်ကိုရှာဖွေခြင်းပဲဖြစ်ပါတယ်တင့်ရဲ့စိတ်ထဲကမိတောက်ကဘာကြောင့်ငြိမ်သွားတာလဲဆိုတာကိုနဲ့ရှာဖွေကြည့်ကြရအောင်စိတ်အားထက်သန်မှုကိုအကြီးမားဆုံးဖယ်ထုတ်ပစ်လိုက်တဲ့အရာတွေတဲကတစ်ခုကတော့နူးညံ့ပြီးလှုပ်ရှားလို့မရအောင်လှုပ်ပစ်နိုင်တဲ့ကြရှုံးမှာကိုကြောက်ရွံ့ခြင်းပဲဖြစ်ပါတယ်ရှေ့မှာမြင်နေရတဲ့တောင်ကြီးကိုကြည့်ပြီးငါအပေါ်ဆုံးထိတက်သွားရင်တော့ပြုတ်ကျခဲ့ရင်ဘယ်လိုလုပ်မလဲလို့တွေးနေမိတယ်အဲ့ဒီလိုအလဟတ်သက်ဖြစ်သွားတဲ့ကြိုးပမ်းမှုတွေအတွက်စိတ်ကနာကျင်မှုဖြစ်စေတဲ့အတွက်လုံးဝမစတင်ဖို့စိတ်ကလှည့်စားလိုက်ပါတယ်အလားအလာရှိတဲ့ထူးချွန်မှုကိုရယူနိုင်ဖို့အန်ဒီရဲ့ယူမဲ့အစားသိပြီးသားတာမန်အခြေအနေမှာပဲတက်တောင့်တက်တာကိုရွေးချယ်လိုက်တယ်အနိုင်ရဖို့စိတ်လှုပ်ရှားတာထက်ရှုံးနိုင်မှာကိုပိုကြောက်လာတဲ့အခါစိတ်သက်ကျဆင်းသွားတာပဲကျွန်တော်တို့ဟာတခြားသူတွေရဲ့ပြောင်မြောက်နေတဲ့အကောင်းဆုံးຢာတွေကိုပဲမြင်နေရတယ်ဆိုရှယ်မီဒီယာပေါ်မှာပြီးပြည့်စုံတဲ့စီးပွားရေးလုပ်ငန်းတွေပြီးပြည့်စုံတဲ့ခန္ဓာကိုယ်တွေပြီးပြည့်စုံတဲ့ဘဝတွေကိုမြင်ရပြီးကျွန်တော်တို့ရဲ့အစကပြီးပြည့်စုံမှုမရှိဘူးဆိုရင်လုံးဝစတင်ဖို့မထိုက်တန်ဘူးလို့ခံစားရတယ်ပြီးပြည့်စုံခြင်းဆိုတာတိုးတက်မှုရဲ့ရန်သူပါပဲပြီးပြည့်စုံဖို့အတွက်စိတ်အားထက်သန်မှုမလိုအပ်ပါဘူးရှုပ်ထွေးနေတာကိုရဲရင်စွာလက်ခံဖို့လိုပါတယ်လွယ်ကူပြီးအပြစ်အနာစာကင်းတဲ့ပထမဆုံးခြေလှမ်းကိုမျှော်လင့်ခြင်းကစိတ်အားထက်သန်မှုကိုဖျက်ထုတ်ပစ်လိုက်တာပါသင်ကောင်းမွန်လာနိုင်ဖို့အတွက်မကောင်းသေးတဲ့အရာတွေကိုလှုပ်ခွင့်ပြုလိုက်ပါစိတ်အားထက်သန်မှုဆိုတာတစ်ချိန်တည်းအားသွင်းတာမဟုတ်ပါဘူးအဲ့ဒါကအပြုတ်သဘောဆောင်တဲ့လက်စစ်မီးပွားတွေဇက်တိုက်ပါပဲသင်ဟာကြီးမားပြီးဝေးကွာတဲ့ပန်းနိုင်တစ်ခုတည်းကိုပဲအာရုံစိုက်တဲ့အခါသင်အုံနောက်ကစုလက်မရပဲစွမ်းအင်ချေတာဖို့ပိတ်ပစ်လိုက်တယ်ဒါကသင်ကိုပင်ပန်းနှွမ်းနေမှုအဖြစ်ရှုမြင်တာပဲသင်အုံနောက်ကိုဒိုပါမင်းတက်နဲ့ငတ်မှုစေတယ်သင်အဲ့ဒီသင်းငယ်တဲ့အောင်ပွဲလေးတွေလိုအပ်တယ်လောက်ရမယ့်စီးရင်ပေါ်ကအမတ်အသားသေးသေးလေး9မိနစ်အလုပ်လုပ်ခြင်းတစ်ချိန်တိုက်ထိုးခြင်းစတာတွေပေါ့ဒီသင်းငယ်တဲ့အောင်ပွဲလေးတွေကပန်းနိုင်မဟုတ်ပဲလောင်စာတွေပါပဲတခုတည်းသောတကယ်ကြရှုံးမှုကတော့ဘာမှမလုပ်ဘဲနေခြင်းဖြစ်ပါတယ်တခုတည်းသောတကယ်မောပန်းမှုကတော့ဘာမှမလုပ်ခြင်းကနေဖြစ်ပေါ်လာတဲ့မောပန်းမှုပဲဖြစ်ပါတယ်သင်လိုအပ်တဲ့စွမ်းအင်ကိုပိုအိတ်ခြင်းဖြင့်ရှာတွေ့တာမဟုတ်ပါဘူးစတင်ခြင်းဖြင့်ဖြစ်ပေါ်လာတာပါကြရှုံးမှုကိုအတိတ်ပဲပြန်ဖွင့်ကြည့်ကြပါစို့ကြရှုံးမှုဆိုတာလဲကြတာမဟုတ်ပါဘူးကြရှုံးမှုဆိုတာမထပဲနေချင်တာပါရှောင်လွဲလို့မရတဲ့အမားတွေကိုကံကြမ္မာအဖြစ်မဟုတ်ပဲ
အချက်လက်အဖြစ်လက်ခံလိုက်ပါစတင်ခြင်းကသာစိတ်အားထက်သန်မှုဖြစ်ပေါ်စေတဲ့အရာဖြစ်ပြီးအပြန်အလှန်မဟုတ်ပါဘူးဒါဟာပင်မနှွမ်းနယ်မှုကိုတိုက်ဖြတ်ဖို့အစွမ်းထက်ဆုံးကိရိယာပါပဲတင့်ကိုယ်တင်ဒီလိုပြောလိုက်ပါငါဒီခက်ခဲတဲ့အလုပ်ကို9မိနစ်ပဲလုပ်မယ်9မိနစ်ကြာပြီးတဲ့နောက်မှာငါဆက်ပြီးဆူဆူရွရွခံစားနေရရင်ရက်လိုက်ဖို့ကိုခွင့်ပြုလိုက်မယ်10ချိန်မှာ9ချိန်ဟာ9မိနစ်ကြာပြီးနောက်မှာတင်ဆက်လက်လှုပ်ဆောင်ဖို့လုံလောက်တဲ့အချိန်အဟုတ်ရသွားစေတယ်အဲ့ဒီပထမဆုံးလက်စစ်မီးပွားကိုတိဆောက်ပြီးသားဖြစ်နေပါလိမ့်မယ်စတင်တဲ့အခါစိတ်အားထက်သန်မှုမရှိခဲ့ပေမဲ့စတင်တဲ့လောက်ရက်ကနေစိတ်အားထက်သန်မှုကိုဖြစ်ပေါ်စေခဲ့တာပါတင်စိတ်နဲ့ညှိနှိုင်းမနေပါနဲ့9မိနစ်စီးမြင့်ကိုအကောင့်ထဲပေါ်ကြည့်လိုက်ပါတင့်အောင်နောက်ကကြီးမားတဲ့အလုပ်တစ်ခုကိုတစ်ခုတည်းသောအေယာမကြောက်တုံးကြီးအဖြစ်မြင်နေတယ်ကြောက်တုံးကိုငှချီဖို့ကြိုးစားတာကိုရက်လိုက်ပါအဲ့ဒါကိုသဲမုံလေးတွေအဖြစ်အရင်ဆုံးခြေဖြတ်လိုက်ပါအစီရင်ခံစာကိုရေးပါလို့မရေးပဲတင့်ရဲ့လောက်ရမယ်စီရင်မှာမိတဲ့အကျဉ်းရေးဆွဲခြင်းအဓိကစီရင်အင်း3ခုကိုရှာဖွေခြင်းစာပိုက်တစ်ပိုက်ရေးသားခြင်းရှိနေတဲ့အလောက်ကလုံလောက်အောင်သိငယ်သွားတဲ့အခါဝင်ရောက်ဖို့အတားအဆီးပင်မနှွဲ့နေမှုဆိုတာပျောက်ကွယ်သွားပါလိမ့်မယ်တင့်စိတ်ကသဲမုံလေးတစ်ခုကိုကင်တွယ်နိုင်တယ်ဖြစ်နိုင်သမျှအသီးငယ်ဆုံးအလုပ်ပေးလိုက်ပါတတိယပါကျွန်တော်တို့ဟာပင်မနှွဲ့နေမှုအဖြစ်ဖုံးကွယ်ထားတဲ့စိတ်သက်ကြစေမှုကိုကင်တွယ်ဖြည့်ရှင်းနေတာပါအထီးရောက်ဆုံးတံပြန်ဆောင်ရွက်ချက်ကတော့ရုပ်ပိုင်းဆိုင်ရာပဲဖြစ်ပါတယ်ထရက်လိုက်ပါ10ချိန်ခုံမှာပဝန်းကျင်ကိုကြည့်လိုက်ပါတင်းအကြိုက်ဆုံးဆွမ်းရင်မြင့်မာတဲ့တခြင်းကိုဖွင့်ပြီးစက္ကန့်60လောက်ကလိုက်ပါလှုပ်ရှားမှုဟာတင့်စိတ်ခံစားချက်ကိုပြောင်းလဲဖို့အမြန်ဆုံးနည်းလမ်းပါပဲဒါဟာတင့်အုံနောက်ကိုအောက်ဆီဂျင်တွေလွှမ်းမိုးစေပြီးငါပင်ပန်းနေတယ်ငါနားရမယ်ဆိုတဲ့သိမြင်မှုဆိုင်ရာတန်တရားကိုဖျက်တောက်ပစ်လိုက်တယ်တင့်ခန္ဓာကိုယ်ကိုအသုံးပြုပြီးတင့်စိတ်ကိုလှုပ်ဆောင်ချက်တွေပြန်ဝင်လာအောင်လှည့်စားလိုက်ပါတခါတည်းမှာကျွန်တော်တို့စိတ်တက်ကြနေရတာကကျွန်တော်တို့စိတ်ပြက်အောင်လုပ်နေတဲ့သူကကိုတူးတည်းဖြစ်နေလို့ပါကျွန်တော်တို့ပြင်ပမှာကြောက်ဆူးတစ်ခုလိုအပ်ပါတယ်တငယ်ချင်းတယောက်ကိုစာတစ်စောင်ပို့လိုက်ပါငါညနေ9နာရီအထိဒီအပေါ်မှာအလုပ်လုပ်နေမယ်ငါဂတိပေးတယ်လို့ပြောလိုက်ပါလူသိရှင်ကြားဂတိပေးချက်တစ်ခုသတ်မှတ်လိုက်ပါပြင်ပကနေအရှက်ရမှာကိုကြောက်ရွံ့ခြင်းဟာတခါတည်းမှာအတွင်းစိတ်ကချီးမွမ်းချက်တဲ့ပုံမအားကောင်းတဲ့တွန်းအားတစ်ခုဖြစ်စေပါတယ်လောက်ဆောင်မှုမရှိခြင်းရဲ့ကနဦးအတားအဆီးကိုကျော်လွှားဖို့အတွက်ဒီလူမှုရေးဖိအားကိုအသုံးပြုလိုက်ပါစိတ်ခံစားမှုနဲ့ခံစားကြည့်ရအောင်သင်အခုခံစားရတဲ့ပင်မနှွမ်းနယ်မှုနဲ့6လကြာပြီးနောက်ခံစားရမယ်နဲ့နောင်တတို့ကြာမှာဘာကွာခြားမှုရှိလဲစီးကန့်လိုက်နာခြင်းရဲ့ယာယီနာကျင်မှုဟာနောင်တရဲ့ထာဝရနာကျင်မှုထက်ပိုပြီးလေးလံပါတယ်တင့်ရဲ့အနာဂတ်ကိုတင့်ကိုယ်တင်စိတ်ကူးကြည့်ပါအဲ့ဒီပုဂ္ဂိုလ်ဟာအခုချက်ချင်းဆိုဖာပေါ်ကဆင်းဖို့တင့်ကိုပြောနေလိမ့်မယ်သူတို့ဟာဘာဖြစ်နိုင်မလဲဆိုတဲ့လေးလံနဲ့ဝင်ထုတ်ဝင်ပိုးနေနဲ့အသက်ရှင်နေစရာမလိုအောင်ဒီနေ့မတက်မတာအစင်မပြေတဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလုပ်ဖို့တင့်ကိုတောင်းဆိုနေလိမ့်မယ်နောင်တကနေတကယ့်အနာယူခြင်းဆိုတာစင်ဆက်မပြတ်လှုပ်ဆောင်မှုပဲဖြစ်ပါတယ်တင်ကငါအရန်ပင်ပန်းနေပြီလို့ပြောတိုင်းအဲ့ဒါဟာတင့်ရဲ့အတွင်းမှာဝေဖန်သူအနိုင်ရသွားတာပဲဒါဟာရုပ်ပိုင်းဆိုင်ရာယောဂအဖြစ်ဖုံးကွယ်ထားတဲ့ကန့်သက်ထားတဲ့ယုံကြည်ချက်တစ်ခုပါပဲတင့်ကိုလုံခြုံပြီးတင်းငယ်အောင်ထားခြင်းနဲ့အခုတင့်ရဲ့အတွင်းကနီးပြကိုအသက်သွင်းလိုက်ပါဒီနီးပြကဘာပြောမလဲငါဒီခံစားချက်ကိုသိတယ်ငါမပင်ပန်းဘူးငါတုံ့ဆိုင်နေတာငါ9မိနစ်လောက်အလုပ်လုပ်ပြီးပြန်လဲဆန်းစစ်မယ်လို့ပြောပါလိမ့်မယ်နီးပြကမဝေဖန်ပါဘူးနီးပြကနောက်ထပ်တင်းငယ်တဲ့လှုပ်ဆောင်ချက်ကိုပဲအာယုံစိုက်တယ်တင်ဘသူစကားကိုနားထောင်မလဲတင့်ကိုပိတ်မိနေအောင်လုပ်တဲ့သူလားဒါမှမဟုတ်တင့်ကိုရှေ့ကိုရွေ့လျားသားအောင်လုပ်တဲ့လူလားဒီအလုပ်ကိုလုပ်ဖို့ငါဘလို့စိတ်အားထက်သန်မှုရနိုင်မလဲလို့မမေးတော့ပဲငါဘလို့လူမျိုးဖြစ်လာဖို့စူးစမ်းနေလဲလို့မေးပါတင်ကစာရေးစရာဖြစ်ချင်ရင်စာရေးစရာတွေကစာရေးတယ်လုပ်ငန်းရှင်ဖြစ်ချင်ရင်လုပ်ငန်းရှင်တွေကပြဿနာတွေကိုဖြေရှင်းတယ်တင်လုပ်ရက်တွေဟာတင့်ရဲ့ကိုယ်ပိုင်အမတ်လက္ခဏာရဲ့သက်သေအထောက်ထားတွေပါအလုပ်လုပ်မဲ့အစားဖုန်းလျှောက်ကြည့်ဖို့ရွေးချယ်တဲ့အခါတင်ဟာအချိန်ဆွဲသူရဲ့ကိုယ်ပိုင်အမတ်လက္ခဏာကိုအားဖြည့်ပေးနေတာပါပဲ9မိနစ်စီးမြင့်ကိုစတင်ဖို့ရွေးချယ်တဲ့အခါတင်ဟာလှုပ်ဆောင်တတ်သူရဲ့ကိုယ်ပိုင်အမတ်လက္ခဏာကိုဖန်တီးနေတာပဲတင်ရဲ့ကိုယ်ပိုင်အမတ်လက္ခဏာကိုပညာရှိစွာရွေးချယ်ပါ
စိတ်တက်ကြနေတာကိုခံစားရတာအဆင်ပြေပါတယ်လူသားတွေပဲလေဒါပေမဲ့ဒီခံစားချက်ကတင့်လောက်ရက်တွေကိုအမိတ်မပေးပါစေနဲ့သင်ဟာသင်ဘဝရဲ့ဒါရိုက်တာဖြစ်ပြီးသင်နိုးထလာတဲ့စိတ်ခံစားချက်မဟုတ်ပါဘူးတုံဆိုင်နေတာကိုအတိအမှတ်ပြုပါအသက်အပြင်းပြင်းရှူပါပြီးရင်ဘာပဲဖြစ်ဖြစ်လှုပ်ဆောင်ဖို့ရွေးချယ်ပါလောကကြီးကစိတ်အားထက်သန်သူတွေကိုစုမချပါဘူးစင်ဆက်မပြတ်လှုပ်ဆောင်နေသူတွေကိုသာစုချပါတယ်ပင်မနှွမ်းနေမှုဆိုတဲ့ခံစားချက်ကတင့်ကိုအော်ဟစ်နေချိန်မှာတော့စင်ဆက်မပြတ်လှုပ်ဆောင်ပါပြန်ပြီးအချင်းချုံကြည့်ရအောင်တင်မပင်မပါဘူးတင်စိတ်ထက်ကြနေရတာကကြောက်ရွံ့မှုပြီးပြည့်စုံခြင်းစိတ်နဲ့တင်းငယ်တဲ့အောင်ပွဲတွေကင်းမဲ့ခြင်းတို့ကတင့်ကိုလှုပ်ရှားလို့မရအောင်လှုပ်ထားလို့ပါစတင်ဖို့အတွက်စိတ်အားထက်သန်မှုဟာလိုအပ်ချက်မဟုတ်ပဲစတင်ခြင်းရဲ့ရလဒ်ဖြစ်ကြောင်းကျွန်တော်တို့သိရှိခဲ့ကြပြီးပါပြီအဓိကကတော့အသေးစားလှုပ်ဆောင်ချက်ပဲ5မိနစ်စီးမြင်အလုပ်ကိုခွဲခြမ်းခြင်းနဲ့ကိုယ်ခန္ဓာလှုပ်ရှားမှုတွေပါအစင်သစ်ဖြစ်နေပြီလို့ခံစားရမယ့်အချိန်ကိုစောင့်နေတာရက်လိုက်ပါအဲ့ဒီအချိန်ဆိုတာဒဏ္ဍာရီတစ်ခုပါပဲတင့်အခန်းပတ်ဝန်းကျင်ကိုကြည့်လိုက်ပါတင်ရှောင်ရှားနေတဲ့အရာတစ်ခုရှိနေမယ်အီးမေးလ်တစ်စောင်ရေးရမယ့်စာမျက်နှာတစ်မျက်နှာဆေးရမယ့်ပကံတစ်ခုဘာလဲဆိုတာတင်သိပါတယ်မျက်လုံးကိုပြန်မိတ်လိုက်ပါအသက်ပြင်းပြင်း3ချိန်ရှူပြီးမျက်လုံးဖွင့်လိုက်တဲ့အခါအဲ့ဒီအလုပ်အတွက်5မိနစ်ကိုပဲလုပ်ဖို့ကတိပြုလိုက်ပါ6မိနစ်မဟုတ်ပါဘူး10မိနစ်မဟုတ်ပါဘူး5မိနစ်ပါပဲအချိန်ဆွဲခြင်းကိုစန့်ကျင်တဲ့စစ်ပွဲကိုပထမဆုံး5မိနစ်အတွင်းမှာအနိုင်ရရှိနိုင်တယ်ဒီတင်းငယ်တဲ့တိုက်ပွဲကိုအနိုင်ရဖို့ကိုအခွင့်အရေးပေးလိုက်ပါအရှင်အဟုန်ကတင့်ကိုပုံမကြီးမားတဲ့အောင်ပွဲစီတို့ခေါ်ဆောင်သွားပါလိမ့်မယ်ဒါကိုသတိရပါတင်ဖြစ်ချင်တဲ့ပုဂ္ဂိုလ်ဟာတင့်ရဲ့တုံဆိုင်နေမှုရဲ့တစ်ဖက်မှာစောင့်နေပါလေတင့်ကိုသူတို့နဲ့ခွဲခြားထားတဲ့တခုတည်းသောအရာကတော့မလောက်ချင်တဲ့အခါမှာတော့စတင်ဖို့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်ပင်မနှွမ်းနေမှုလို့ခေါ်တာကိုရက်လိုက်ပါပြီးတော့ဒီနေ့မှာတော့တင်ဟာလှုပ်ဆောင်ဖို့ကိုရွေးချယ်လိုက်ပြီးသွားလိုက်ပါလှုပ်လိုက်ပါတင့်ရဲ့5မိနစ်ကိုစတင်လိုက်ပါနောက်အနာဂတ်မှာတင်ဘယ်လိုပုံစံလဲဆိုတာတင့်ကိုတင်မြင်တွေ့လာပါလိမ့်မယ်